ฮัลโหลอารมณ์มิกลาบะขมยาสวัสดีครับทุกคนอารมณ์มิกลาบะขมยาทีนี้ကျွန်တော်ရှစ်ချိတ်ကိုထိုင်းလို့ကျွန်တော်ဘယ်လိုပြောလို့ဆိုလာရှယ်ပြပြမှာဖြစ်ပါတယ်ဒီနေ့ရက်ချိတ်ကိုထိုင်းလို့ by nut လို့ပြောပါတယ် by nut လို့ပြောပါတယ် by nut ဆိုရင်ရက်ချိတ်ကိုပြောတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကျတော့ဒီခွေစာရွက်ဆေးစာရွက်ကိုထိုင်းလို့ by lap လို့ဖဲလို့ခေါ်ပါတယ် by lap လို့ဖဲလို့ပြောပါတယ်ဆရာဝန်မင်းမဲ့ကျွန်တော်ဘယ်လောက်လောက်ဖဲမယ်ဆိုရင်စီစာရွက်ယူမလားကိုပြောတာဖြစ်ပါတယ်ဘယ်လောက်လောက်ဖဲဘယ်လောက်လောက်ဖဲဘယ်လောက်လောက်ဖဲလို့ခေါ်ပါတယ်ကြည့်ရဒီလိုပဲခုစီမှာပါစီမှာခဏကြည့်နော်စီစာရွက်ကိုဘယ်လောက်လောက်ဖဲလို့ခေါ်ပါတယ်ဟုတ်ပါပြီပြီးတော့ပတ်ကြည့်တယ်ใบนัดประเภทรับยาห้องรับยาหรือซีอยู่ในอาคารกูห้องรับยาหรือขอบอะไรห้องรับยาหรือขอบอะไร